အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပဲအကြောင်းအရာလေးကကျွန်တော်တို့နှစ်ကုန်ရှင်းတဲ့ပေါ့နော်2026လောက်ရောက်လာပြီဆိုတော့ကျွန်တော်တို့2025တုံခဲ့တဲ့အတုံးပြည့်ဒီနှစ်ကုန်ရှင်းတဲ့သားတွေကျွန်တော်တို့ဘယ်လိုထုတ်မလဲပေါ့နော်အဲ့အရာလေးပြတ်မလို့ပါဘယ်ပထမဆုံးကိုခဲ့သွားမယ်ကိုခဲ့သွားပြီးတော့ဟုံးတက်သွားမယ်ပေါ့နော်ဟုံးတက်သွားပြီးလို့ရှိရင်ကျွန်တော်တို့ခါဆုံး login ဝင်မယ် ID နဲ့ password ပေါ့နော်လူကြီးမင်းတို့လည်းလူကြီးမင်းတို့ရဲ့ ID နဲ့ password နဲ့ဝင်ရမှာပေါ့နော် login လုပ် empty ဖြစ်ရတယ်ပေါ့နော် okay login နဲ့လို့ရှိရင်ခုလိုရောက်လာပြီပေါ့နော်အမှားကြောင့်ဆောင်ခန်းဆိုပါဆိုပြီးရှိရပါတော့ဒီအောက်နဲ့ဆိုလိုက်လို့ရှိရင်လေအကျွန်တော်ရအကောက်နော်ဒီအောက်မှာဆိုလို့ရှိရင်ရောက်မှာကြောင့်ဆောင်ခန်းဆိုပါဆိုပြီးရှိရအဲ့မှာဆိုလို့ရှိရင်အဲ့တော့မယ်နော်အဲ့တော့ပြီးတော့တော့အဲ့ဝင်ဖို့တော့ဒီလူမှမပါပါနော်ဒီအင်ဂျင်လုပ်ပြရတယ်ဒါကြတော့ကျွန်တော်တို့ဒီမှာဘာနဲ့လုပ်မှာလဲဆိုပြီးမေးရပါနော်နော်ကောက်ကောက်လုပ်ရကောက်ကောက်လည်းပဲလုပ်မယ်နော်နာမည်ဖြစ်မယ်ဖြစ်မယ်ကျွန်တော်ဖုန်းတော့ပြီးကြိုချောင်းနိုင်မယ်အဲဒါကောက်တော့မှမသိရောက်လာပါဘူးကောက်တော့ထဲမှာအင်ဂျင်ထပ်လုပ်ပြရမယ်โอเคကောက်တော့ထဲမှာအင်ဂျင်လုပ်မယ်ပြီးကောက်တော့မှ verify လုပ်ပြီးလို့ရှိရင်အဲဒါရပါပြီပေါ့နော်အဲဆိုလို့ရှိရင်ကောက်တော့ထဲရင်လုပ်ရမှာနော်ရပြီဆိုမှဒီမှာ engine 1လေးလာနေရမှာပေါ့ကောက်တော့ထဲမှာမလုပ်ဘဲနဲ့ဒီမှာလာနေလို့ရှိရင်လည်း engine 1လေးလာနေမရဘူးပေါ့နော်ကောက်တော့ထဲအရင်လုပ်ပြီးဒီဘက်မှာလာပြီးတော့1လေးလာလိုက် โอเคအဲ့ဒါဆိုရင်ဝင်သွားပြီပေါ့နော်နော်ဒါ2025တင်းနှစ်သုံးလေး12လပိုင်းထိပေါ့နော်ဒါဒီအကုန်လုံးကျွန်တော်တို့ဒီဘက်မှာရှိရပါတော့ဟန်ဖွန်နဲ့ဂျူဟာဂီအကောင်လေးနေလိုက်တယ်ဆိုလို့ရှိရင်သူကအကုန်ပေါ်လာမယ်ပေါ့နော်တူဦးချင်းလိုက်လေးလေးရတယ်ဒါပေမဲ့ဟန်ဖွန်နဲ့ဂျူဟာဂီနေလို့ရှိရင်အကုန်ပေါ်လာပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါကတော့ကျမကြီးတုံးကြိတ်ပေါ့နော်ဘိုးဟုံးနဲ့19သိန်းကျော်ဒါကြည့်ဘူးဘိုးဟုံးကျွန်တော်ကားဘုံမှာဒါရှိရတဲ့အတွက်20ခွန်ပေါ့နော်ဒါဆေးရုံအတုံးကြီး3သိန်းကျော်ဒါကျွန်တော်ကျောင်းလာဖြစ်တဲ့အတွက်ကျောင်းလာကမှပါပြီးတော့45သိန်းဒါကနဲ့တုံးတဲ့ဟာပေါ့နော်ဒါရတော့ကျွန်တော်ကျောင်းသူကကျွန်တော်လောက်ထားတယ်ရှိရပြီးရင်ကျွန်တော် topic လျှောက်တဲ့ခါတို့ PM လျှောက်တဲ့ခါတို့ကျွန်တော်လျှောက်ပြဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အဲ့ဒီမှာ top ပေါက်မှာတရှိရပါတော့50ကျော် โอเคအဲ့လိုမျိုးဖြစ်ကြလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစာရွက်လေးကိုဖိုင်ထုတ်မယ်ပေါ့နော်ဖိုင်ထုတ်ပြီးတော့ကျွန်တော်စက်ရုံကိုပေးလိုက်မယ်ပေါ့နော်အဲ့ကြလို့ချင်းစက်ရုံကသူဒီဟာလေးပေါင်းကိုရှောက်ပြီးလို့ရှိရင်ကိုသုံးလာတဲ့3GBကသူတွက်ကြည့်ပြီးလို့ပေါ့နော်အစိုးရတွက်ကြည့်ပြီးလို့ minus လေးပြတယ်ဆိုတော့ကျွန်တော်တို့အဲ့ minus ရမယ့်ခါကျွန်တော်ပြန်ရမယ်ပေါ့နော်အပေါင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြန်ပေးရမှာပေါ့နော်ကျွန်တော်ကုနေထားတဲ့ဆိုလို့ရှိရင်ကတော့ကျွန်တော်လည်းပြန်ရမယ်တဲ့ဘယ်လောက်ရမလဲတော့မသိဘူးပေါ့နော်တော့ဒါဆိုရင် nail ရော back နေလိုက်မယ်ပေါ့နော်အဲဆိုတော့ကျွန်တော် PDF နဲ့အဲလိုဆို nail ရော back နေလိုက်မယ်အဲဆိုလို့ဒီ file လေးရောက်သွားပြီပေါ့နော်အဲ file လေးတွားဖွင့်ကြည့်အဲ file လေးကောက်ကောက်တော့မှလည်းပြန် share လို့ရတယ်ပေါ့လေอืมကာကြီးမှာじゃကောက်ကောက်တော့တားတော့ကောက်ကောက်တော့မှပြန်တောင်းပြန် share ပြီးတော့မှစက်ရုံကိုပြန်ပို့ပေးလိုက်ပေါ့နော်အဲဆိုတော့စက်ရုံဒါလေးထားရှောက်ပေးလိမ့်မယ်တချို့စက်ရုံတွေတော့ပွဲထုတ်ဖို့မလိုဘူးဒီလားတချို့စက်ရုံတွေကျတော့သူတို့ထုတ်ပြီးတော့ရှောက်ပေးရလေတကယ်တချို့စက်ရုံကထုတ်မပေးခဲ့လို့ရှိရင်ဒါမျိုးလေးလာထုတ်လို့ရှိရင်အဆင်ပြေပါတယ်အဆင်မပြေရရှိလို့ခက်ခဲရတစ်ခုရှိလို့သိရရှိလို့ရှိရင်ကွန်မန့်မမေးခဲ့ပါကျွန်တော်ပြန်ဖြည့်ပေးထားပါမယ်နော်အားလုံးပဲအဆင်ပြေကြပါစေ။ကျောင်းမကျောင်းဆိုနှစ်ကုန်ခွန်ရှင်းမေးလည်းအများကြီးပြန်ရကြပါစေဗျာ။ကျေးဇူးတင်ပါတယ်။